ကျွန်တော်ကတော့ကဲ့ရဲ့လှောင်ပြောင်တဲ့အပြုံးတစ်ခုနဲ့တူမှောင်မိုက်တဲ့အနက်ဆိုင်ဆုံးစီကိုတဖြည်းဖြည်းနစ်မြုပ်သွားခဲ့ပါတော့တယ်ဒီအချိန်မှာဆရာဖြစ်သူချင်းရင်ရှင်းတယ်လေကျွန်တော်ရဲ့ထူးခြားတဲ့အပြောင်းလဲကိုသတိထားမိသွားပါတယ်ဒါပေမဲ့သူ့မျက်နှာကတော့အမောင်ဖုံးနေတော့မဲ့ဘာမှကြောက်လန့်နေတဲ့အရေးအယောင်လည်းမရှိပါဘူးကျွန်တော်ကပဲလူပြင်းအတက်တွေနဲ့ခြောက်လန့်နေတယ်လို့သူထင်နေတော့မဲ့လေလူလဲစားတဲ့အတက်တွေနဲ့လာမဆန်းနဲ့ချင်းရင်ရှင်းကစွမ်းအားတွေကိုချက်ချင်းစူးစီးလိုက်ပြီးသူ့ရဲ့လက်နက်ပေါ်မှာအမဲရောင်မြူခိုးတွေဖုံးလွှမ်းသွားပါတယ်မင်းကဒီလောက်တောင်အရိုက်ခံနိုင်နေဆိုမှတော့ငါရဲ့ဒီတစ်ချက်ကိုထပ်ပြီးစမ်းကြည့်စမ်းကျွန်တော်ရဲ့ပိန်နေတဲ့ခန္ဓာကိုယ်ကချင်းရှင်းရဲ့ရှိကိုတခဏအတွင်းထပ်ပြီးဆွဲခေါ်ခံလိုက်ရပြန်တယ်အရှိန်ဟုန်ပြင်းနဲ့အဲ့ဒီလက်နက်ကြီးကကျွန်တော်မျက်နှာတက်တဲ့ကိုထပ်ပြီးရိုက်ချတော့မဲ့ဆဲဆဲမှာပဲချက်ချင်းဆိုသလိုလှောင်ပြောင်ရဲ့မောတန်တစ်ခုထွက်ပေါ်လာပြီးချင်းရှင်းတကူလုံးတောင်းတင်းသွားကဘေးဘက်ကိုအမြန်ရှောင်လိုက်ရပါတယ်ဘသူခိုးရနေတာလဲချင်းရှင်းရဲ့အတန်ထဲမှာမတိမတာတုံးလုံးခြောက်ချမှုတွေပါဝင်နေပြီလေဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်ကတော့မက်မက်ကြီးရက်နေပြီးခေါင်းကတော့ထိန်းချုပ်လို့မရပဲတုန်ခါနေခဲ့ပါပြီစူးမင်းချင်းရှင်းကမတင်ကာတာနဲ့လှမ်းခေါ်ကြည့်လိုက်တယ်အဲ့ဒီနောက်ကျွန်တော်ရဲ့မဟုတ်တဲ့လုံးဝခြားနာတဲ့အတန်အကြီးတစ်ခုကကျွန်တော်ပါဆက်ထဲကနေထွက်လာပါတော့တယ်ဒီစွမ်းအားရဲ့တန်ဖိုးကိုမင်းရဲ့သွေးနဲ့ပေးဆက်ရမယ်တပြိုင်နက်တည်းမှာပဲအစိမ့်ပုတ်ရောင်သွားဆွဲတမောင်းမောင်းနဲ့မျက်လုံးတွေပြူးထွက်နေတဲ့ကြောက်မက်ဖွယ်တရေမျက်နှာဖုံးတစ်ခုကကျွန်တော်မျက်နှာပေါ်မှာပေါ်လာပါတော့တယ်တရေကြီးပြထူးဆန်းတဲ့အန္တရာယ်ရှိနေပြီးစုံစမ်းစစ်ဆေးရေးဌာနကိုတယောက်ယောက်ကျူးကျော်ဝင်ရောက်လာပြီးအကူအညီအမြန်ခေါ်ကြဦးစင်အောက်ကလူတွေအားလုံးပွက်လော်ရိုက်ပြီးစူညံသွားကြပါတော့တယ်ကမောက်ကမဖြစ်နေတဲ့အချိန်မှာပဲအပေါ်အင်ကြီးအရှိကြီးဝစ်ဆင်ထားတဲ့လူတယောက်ရုတ်တရက်ပေါ်လာပြီးထွက်ပြေးမဲ့လူအုပ်ကြီးရဲ့လမ်းကိုပိတ်ဆက်လိုက်ပါတယ်ဘာတွေလန့်နေကြတာလဲမင်းတို့ကစုံစမ်းစစ်ဆေးရေးမှုတွေပဲမျက်လုံးကိုတေချာဖွင့်ပြီးကြီးစန်းတာကမျက်နှာဖုံးတစ်ခုပဲရှိသေးတာလူတွေအားလုံးမောကြည့်လိုက်တော့မှဒါဟာဌာနမှုဝေဖြစ်နေတာကိုသိပြီးတပြင်းချနိုင်ကြပါတော့တယ်ဒါပေမဲ့ဌာနမှုဝေရဲ့ဆူရှာတဲ့မျက်ဝန်းတွေကတော့ကျွန်တော်မျက်နှာပေါ်ကမျက်နှာဖုံးကိုစိုက်ကြည့်နေပြီးစိတ်ထဲမှာအကြီးကျယ်တုန်လှုပ်နေခဲ့ပါပြီဒီကောင်လေးရဲ့မျက်နှာဖုံးကတခုလည်းမဟုတ်ဘူးပဲပြီးတော့အချိန်မရွေးလဲလို့ရနေသေးတယ်ဒါပေမဲ့ကွင်းထဲကချင်းရှင်းကတော့အဲ့ဒီလောက်စိတ်မအေးနိုင်ရှာပါဘူးကျွန်တော်စီကထွက်လာတဲ့ PR တွေကပိုပြီးပြင်းထန်လာတယ်လို့အဲ့ဒီကြောက်စရာကောင်းတဲ့တရေမျက်နှာကလည်းသူ့မျက်စိထဲမှာတဖြည်းဖြည်းကြီးမားလာပါတယ်တရိတ်ဆန်တွေရဲ့ဗီဇလိုပဲသူ့စိတ်ထဲကနေအမြန်ပြေးတော့လို့အတင်းတတိပေးနေပါပြီကျွန်တော်ဖြတ်ခနဲ့လက်ဖြောက်တစ်ချက်တီးလိုက်တဲ့အချိန်မှာပဲအရှိန်နဲ့ပြေးဝင်လာတဲ့ကျွန်တော်ရဲ့ပုံရိပ်ကမူလနေရာကိုချက်ချင်းပြန်ရောက်သွားပါတယ်မှတ်ချက်စွမ်းရည်မိတ်ဆက်ချင်းရှင်းရဲ့အထူးစွမ်းရည်ကတော့တခဏအတွင်းပဲ့တင်ထက်ချင်း time rewind ဖြစ်ပြီးရန်သူရဲ့တီနေရာကိုလွန်ခဲ့တဲ့3စက္ကန့်ကနေရာစီပြန်ပို့နိုင်တယ်လို့မိမိရဲ့တီနေရာကိုလည်းမှတ်သားထားနိုင်ပါတယ်ဒီလိုမှတ်သားထားရင်အဲ့ဒီနေ့ရဲ့ဘဲချိန်မှမစိုးမူလမှတ်သားထားတဲ့နေရာကိုချက်ချင်းပြန်ရောက်သွားနိုင်တာဖြစ်ပါတယ်ဒါပေမဲ့ဒီချိန်မှာတော့ချင်းရှင်းရဲ့နဖူးမှာချွေးစေးတွေပြန်နေပါပြီအကယ်၍တူတာနီးပြတယောက်ရဲ့ဂုံတိတ်ခါကိုထိမထားရင်ဒီနေရာတင်တူးထောက်ရှုံးပေးမိမှာတေးချပါတယ်မဖြစ်ဘူးဒီလိုအခြေအနေမျိုးကိုဒီကောင်ကြာထိန်းထားနိုင်မှာမဟုတ်ဘူးသူငါ့ကိုမထိသေး၍ငါသူ့ကိုအချိန်ဆွဲပြီးတက်လို့ရတယ်ချင်းရှင်းကသူပဲနိုင်တော့မယ်လို့ထင်နေတာပါမင်းကပါရမီရှင်ဆိုတာငါဝန်ခံပါတယ်ဒါပေမဲ့ဒီနေ့ရဲ့အောင်နိုင်သူကတော့ငါပဲသူကညာလက်ကိုထပ်မြောက်ပြီးကျွန်တော်ရဲ့ဒီနေရာကိုပြန်ပြောင်းဖို့ပြင်လိုက်တဲ့အချိန်မှာပဲလှောင်ပြောင်တရော်တဲ့ကျွန်တော်ရဲ့အတန်တိုးတိုးလေးကသူ့နားရွက်နားမှာရုတ်တရက်ထွက်ပေါ်လာပါတယ်ဘာတွေပြောနေတာလဲနီးပြကြီးမကောင်းတော့ဘူးချင်းရှင်းကကျွန်တော်ဘလို့အချိန်မှာဘေးနားကိုရောက်လာလဲဆိုတာလုံးဝမရေးမိလိုက်ပါဘူးသူကလက်ညှိုးကိုအမြန်ဆန့်ပြီးကျွန်တော်ကိုမူလနေရာပြန်ပို့ဖို့ကြိုးစားလိုက်ပါတယ်ဖြက်ကျွန်တော်ကတော့ပြုံးပြီးမူလအစကနေရာကိုချက်ချင်းပြန်ရောက်သွားခဲ့ပါတယ်တခါမှမလှုပ်ရှားခဲ့ဘူးတဲ့အတိုင်းပါပဲဒါပေမဲ့ကျွန်တော်လက်ထဲမှာပြတ်တောက်သွားတဲ့လက်မောင်းတစ်ဖက်ကိုကင်ထားတာမရှိခဲ့ရင်ပေါ့ငါလက်မင်းဒါရူးနေတာပဲဒါကစမ်းသက်ပွဲတင်ရှိသေးတာကိုချင်းရှင်းကနာကျင်စွာနဲ့ဆူဆူဝါဝါအော်ဟစ်ပါတော့တယ်လူအုပ်ကြီးတစ်ခုလုံးအုပ်အော်တောင်းနေဖြစ်သွားပြီးအားလုံးမျက်လုံးပြူသွားကြပါတယ်ပထမဆုံးနေ့မှာတင်စွမ်းအားနိုးထလာတဲ့အစ်စ်စာတင်သားတစ်ယောက်ကနီးပြရဲ့လက်မောင်းကိုဒီလောက်လွယ်လွယ်ကူကူဖြုတ်ပစ်လိုက်လိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြပါဘူးရွှန်တိန်ချမ်းကကွင်းထဲကထိမ့်မနိုင်တိမ်မရဖြစ်လာတဲ့အခြေအနေကိုကြည့်ပြီးခြေလန်းအသာရွှေ့လိုက်ပါတယ်အကြီးကဲရွံမလောပါနဲ့ဥပြလက်မောင်းတစ်ဖက်ပြတ်သွားတာပဲဥစ္စာပြန်ဆက်လို့မရတာမှမဟုတ်တာပွဲကောင်းကိုဆက်ကြည့်လိုက်ပါဦးဌာနမှုဝေကတော့အေးအေးလူပဲပြောနေတော့မှာပဲကျွန်တော်ကတော့ကဲ့ရဲ့တန်နဲ့ရေမောလိုက်ပြီးနီးပြကြီးအခုထိကောအရာဝတ္ထုအမျိုးအစားစွမ်းအားတွေကိုအမိုက်လို့ထင်နေတော့မဲလားဖြေစမ်းပါဦးကျွန်တော်ပါဇက်ကထွက်လာတဲ့ထူးဆန်းတဲ့ရေမောတန်ကြောင့်ဘေးကကြည့်နေတဲ့စုံစမ်းစစ်ဆေးရေးမှုတွေအားလုံးကြက်တိတဖြန်းဖြန်းထသွားကြပါတယ်ယူနေပြီဒီကောင်ကတကယ်စိတ်ကစနာပဲဝမ်ဝူကတော့ဒီတစ်ခါတကယ်ကိုကြောက်လန့်ပြီးတေးထွက်မတက်ဖြစ်နေပါပြီစောစောကဆင်အောက်မှာကျွန်တော်အမေကိုအစိုးဆုံးဆဲခဲ့တာသူပဲလေစူးမင်းမှာအရေးချင်းရှိတာကိုငါဝန်ခံနဲ့ဒါပေမဲ့ဒီလန်းကအရှိကြီးရှိသေးတယ်မင်းဆောင်နေလိုက်ချင်းချောက်စကားပြောပြီးတာနဲ့ချင်းရှင်းကလုံးဝလက်လျှော့လိုက်ပါတယ်ဒီနေ့သူတကယ်ရှုံးသွားတာမှန်ပေမဲ့ကျွန်တော်ကသူ့ကိုတကယ်တက်ရဲမှာမဟုတ်ဘူးလို့ထင်နေတာပါဒါပေမဲ့အဲ့ဒီအချိန်မှာပဲအေးဆက်ဆက်အတန်တန်ကထပ်ပြီးထွက်ပေါ်လာပြန်ပါတယ်ငါသာမင်းနေရာမှာဆိုရင်စူးမင်းတတိမရခင်ထိစကားကြီးစကားကျယ်တွေပြောရဲမှာမဟုတ်ဘူးမင်းရဲ့အသားကစားလို့တိတ်ကောင်းမဲ့ပုံပဲချက်ချင်းဆိုသလိုကျွန်တော်ရဲ့ပုံရိပ်ကတရေတကောင်လိုရှေ့ကိုပြေးထွက်သွားပါတယ်ချင်းရှင်းမျက်နှာပြတ်သွားပြီးစိတ်ထဲမှာအကြီးကျယ်နောင်တရနေပါတော့တယ်အစကတည်းကဘဲဘက်လက်ကိုတေချာလေးကျင်ထားခဲ့ရမှာလို့တွေးနေမိတာပါကျွန်တော်လက်ကသူ့ခန္ဓာကိုယ်ကိုဖောက်ထွက်တော့မဲ့စက္ကန့်ပိုင်းလိုမှာပဲနောက်ကျောကနေအေးဆက်ဆက်ဖိအားတစ်ခုဝင်လာတာကိုခံစားလိုက်ရပါတယ်နောက်တစ်စက္ကန့်မှာပဲကျွန်တော်ရဲ့ခန္ဓာကိုယ်ကချင်းရှင်းရဲ့ရှေ့တင်ချက်ချင်းတောင့်တင်းပြီးရက်တန့်သွားပါတယ်ချင်းရှင်းရဲ့နဖူးကနေချွေးစေးတစ်ဆက်ကျလာတဲ့အဖိုးကိုရွန်တိန်ချမ်းကဘဲချင်းကလေးကကျွန်တော်နောက်ကိုရောက်နေမှမသိပဲသူ့ရဲ့ကြွတာအမြောင်မြောင်နဲ့တန်မာတဲ့လက်မောင်းကြီးကကျွန်တော်လေပင်ကိုနောက်ကနေတင်းတင်းကြပ်ကြပ်တိုင်းဖက်ချုပ်ထားပြီးသားဖြစ်နေလို့ပါအဖိုးကြီးအဖိုးကဘာလှုပ်တာလဲကျွန်တော်ကနောက်ပြောင်တဲ့လေတန်းနဲ့မေးလိုက်တယ်မင်းစောစောကလေးကတတိပြန်ရနေတာမဟုတ်လားရွန်တိန်ချမ်းကမျက်နှာပြက်ပြက်နဲ့မေးပါတယ်ကျွန်တော်မသိဘူးအခုမှနိုးတာတကယ်တော့မျက်နှာဖုံးရှိကိုပြေးမထွက်ခင်တစ်စက္ကန့်အလိုကလေးကကျွန်တော်တတိရနေခဲ့တာပါဒါကိုတောင်ဒီဖိုးကြီးကရိပ်မိသွားလိမ့်မယ်လို့မထင်ထားခဲ့ဘူးကြည့်ရတာဒီဖိုးကြီးရဲ့စွမ်းအားကအတိုင်းအဆမရှိနှက်ဆိုင်ပုံပဲတကယ်တော့ကျွန်တော်ကလည်းချင်းရှင်းကိုတကယ်တက်ဖို့စိတ်ကူးမရှိပါဘူးသူ့ကို6လက်ယုံတင်မှာဘာပဲဖြစ်ဖြစ်ဆင်အောက်မှာလူကြီးလူကောင်းတွေဒီလောက်အများကြီးကြည့်နေတာပဲဥစ္စာအကြီးကဲရွံကျွန်တော်ပြောသားပဲဒီကောင်လေးကဘာမှမဖြစ်ပါဘူးဆိုတာအဖိုးကအလကားထိတ်တလန့်ဖြစ်နေတာဒီအချိန်မှာဌာနမှုဝေကပြုံးရွှင်စွာနဲ့စမ်းတက်ကွင်းနဲ့ဝင်လာပြီးသူ့ရဲ့ရွှေရောင်မျက်မှန်နောက်ကမျက်ဝန်းတွေနဲ့ကျွန်တော်ကိုစိတ်ဝင်စားကြည့်နေပါတယ်စူးမင်း
ငါကမြို့တော်အထူးစုံစမ်းစစ်ဆေးရေးဌာနရဲ့ဌာနမှုအဆင့်နဲ့မင်းကိုတောင်းပန်ပါတယ်ကျွန်တော်တို့ဌာနကဘလို့စွမ်းအားမျိုးကိုမဆိုခွဲခြားဆက်ဆံတာမျိုးမရှိစေရဘူးချင်းရင်ရှင်းကနီးပြတယောက်ရဲ့ကျင့်ဝတ်ကိုဖောက်ဖျက်ခဲ့တဲ့အတွက်ငါသူ့ကိုပြင်းပြင်းထန်ထန်အေးအေးယူပေးမယ်ဌာနမှုတွေကပြုံးပြီးသူ့ရဲ့သဘောထားကိုအရင်ဆုံးရှင်းရှင်းလင်းလင်းပြသလိုက်ပါတယ်ကျွန်တော်ကလည်းအခွင့်အရေးရတော့ရင်းနေမဲ့လူမျိုးစားမဟုတ်တာကြောင့်အခြေအနေကိုကြည့်ပြီးမျက်နှာသာပေးတဲ့အနေနဲ့မျက်နှာပေါ်ကရဲချတရဲမျက်နှာဖုံးဝါကိုပြန်သိမ်းလိုက်ပါတယ်အဲ့ဒီနောက်မှာပဲရင်းနှီးနေတဲ့စနစ် system ရဲ့အတိပေးတံကနားထဲထပ်ပေါ်လာပြန်ပါတယ် System notification. Ancient host သည်မျက်နှာဖုံးအသစ်နှင့်စိတ်ဝိညာဉ်ချင်းချိတ်ဆက်မိသွားသဖြင့်ရဲချမျက်နှာဖုံး Yetcha mask ကိုရရှိပါသည်အထူးစွမ်းရည်ယူသွချင်းအမုန်းတရား Malice fanatic ကိုရရှိပြီးလှုပ်ရှားမှုအရှိန်3ဆမြန်ဆန်သွားပါမည်ကျွန်တော်လည်းမမျှော်လင့်ဘဲနဲ့ရဲချမျက်နှာဖုံးကိုနိုးထစေနိုင်ခဲ့တာပါရဲချဆိုတာရှေ့တန်းနာရီတွေကနတ်ပြည်လူတစ်မျိုးဖြစ်ပြီးငကားမင်းရဲ့တိမ်သွင်းခြင်းကိုခံရကရေအောင်နန်းတော်ရဲ့နတ်မင်းဖြစ်လာခဲ့တာပါဒီအချိန်မှာပဲကျွန်တော်စိတ်ထဲမှာအရဲစွန်ရဲတဲ့အတွေ့တစ်ခုပေါ်လာပါတယ်အကယ်၍ကျွန်တော်ကရဲချမျက်နှာဖုံးကိုအရင်ဝတ်ပြီးတော့ယူသွချင်းအမုန်းတရားစွမ်းရည်ကိုတုံးပြီးအရှိန်3ဆမြင့်ထားတဲ့အချိန်တွင်မှာကွန်ကုန်းကွန်ယူမျက်နှာဖုံးကကိုအမြန်ပြောင်းဝတ်လိုက်ရင်အရှိန်3ဆမြန်တဲ့ကွန်ကုန်းရဲ့ငကားပြန်တန်းခြင်း Flying Dragon ကွက်ကိုတုံးလို့ရမလားငါကတော့တကယ်ပါရမီရှင်ပဲဌာနမှုကြီးအာနာစရာကြီးပြကျွန်တော်နဲ့နီးပြချင်းကစနောက်ကြည့်စင်နေကြတာပါဟုတ်တယ်မလားနီးပြကြီးကျွန်တော်ကချင်းရီရှင်းရဲ့ပြက်နေတဲ့လက်မောင်းကိုကင်ပြီးသူ့ကိုစိုက်ကြည့်လိုက်တယ်ဒါနဲ့ကျွန်တော်ရဲ့စမ်းသပ်မှုအောင်မှတ်ကိုဘယ်လိုတတ်မှတ်မလဲခင်ဗျာစူးမင်းအဆင့်ကတော့မြေကဘာအဆင့် first grade ပါရမီကတော့အထူးကြုံပြောင်မြောက် perception အထူးအလေးပေးလေးကျင့်ရမယ်ချင်းရီရှင်းကသွားကိုကြိတ်ပြီးတလုံးချင်းပြောလိုက်ရရှာပါတယ်တခဏအတွင်းမှာပဲဘေးကစုံစမ်းစစ်ဆေးရေးမှုတွေအားလုံးပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်မြေကဘာအဆင့်ဟုတ်လားလူတစ်တယောက်ကပထမဆုံးစမ်းသပ်ပွဲမှာတင်ဒီအဆင့်ရတာမျိုးမရှိတာဘယ်လောက်တောင်ကြပြီလဲမိစ္ဆာကောင်းပဲတကယ်ဘီလူကောင်လေးသူတို့အန်အော်တာလည်းမဆမ်းပါဘူးဘာလို့လဲဆိုတော့အထူးဌာနမှာပါရမီအဆင့်ကိုညံ့ဖျင်းတာမန်ထူးချုံနဲ့ပြောင်းမြောက်ဆိုပြီး၄ဆင့်ပဲခွဲထားတာပါပြောင်းမြောက်တဲ့အဆင့်ကိုရတဲ့လူဟာနောက်တစ်ချိန်မှာအနည်းဆုံး grade စွမ်းအားရှင်ဖြစ်လာမှတေးချလို့ပါပဲနောက်ဆုံးတော့အထူးဌာနရဲ့ကျန်းစာကိုတောင်ထဲမှာဌာနမှုတွေကကျွန်တော်ကိုတိုင်းပညာရဲ့အဆင့်တန်းတွေနဲ့ကျင့်စဉ်တွေကိုရှင်းပြပါတယ်အခုလက်ရှိမဟာဒေတာ grade ဆရာရဲ့တိုင်းစင်တန်းတွေနဲ့အခြေခံကျင့်စဉ်တွေကိုကျန်းဝတ်လို့ခေါ်တဲ့လူတစ်ယောက်ကသူတည်တနာပြုပြီးတီထွင်ခဲ့တာလို့ဆိုပါတယ်တိုင်းပညာကိုအဆင့်9ဆင့်ခွဲထားပြီးဒါကစွမ်းအားနှုတ်ထားမှုအဆင့်တွေနဲ့မသက်ဆိုင်ပါဘူးဒါပေမဲ့ရေဘူးရအဖြစ်တော့တိုင်းစင်မြင့်တဲ့လူကစွမ်းအားနှုတ်ထားမှုအဆင့်လည်းမနှိမ့်ကြပါဘူးဒီအချိန်မှာပဲဌာနမှုတွေကစာအုပ်စင်ပေါ်ကနေဟောင်းနှွမ်းနေတဲ့လိပ်စာစက်ကူတစ်ခုကိုအလေးနဲ့ထုတ်ယူလိုက်ပါတယ်စူးမင်းဒါကရှေးခေတ်ကလေးကလက်ဆင့်ကမ်းလာပြီးဘဲကလာမှန်းရှာမတွေ့တဲ့နတ်ဖျားတရားထိုင်အာယုံပြုပုံရေးတစ်ခုပဲအစောပိုင်းတိုင်းကျင့်စဉ်တွေအားလုံးကဒီလိုအာယုံပြုပုံရေးတွေကနေဆင်းသက်လာတာလိပ်စာစက်ကူကိုဖြတ်လိုက်တဲ့တခဏမှာပဲကျွန်တော်မျက်လုံးတွေပြူးသွားပါတယ်ပုံထဲမှာမျက်လုံး3လုံးမျက်နှာ4ဖက်နဲ့လက်မောင်း10ဖက်ရှိတဲ့နတ်ဖျားတစ်ပါးကခန့်ညားထဲဝါစွာရက်တည်နေလို့ပါကျွန်တော်စိတ်ထဲမှာဝေခွဲမရဖြစ်သွားမိတယ်ဒီကဘာမှာတုံမှုယွန်ကျွန်းတူမှုယွမ်ကျွန်းจิตရာနတ်ဖျားမင်းရဲ့ဒဏ္ဍာရီတောင်မရှိကြဘူးလားသူတို့ကွန်ကုန်းကိုတော့မတိကြတာဆိုတော့တုံမှုယွန်ကျွန်းကိုလည်းတိကြမှာမဟုတ်တာသိကြတယ်ဒီနှစ်တွေမှာငါတို့တနိုင်ငံလုံးရဲ့အင်အားကိုသုံးပြီးရှေးဟောင်းကျန်းစာတွေအများကြီးရှာဖွေခဲ့ပေမဲ့ဒီပုံတွေကနတ်ဖျားနဲ့ပတ်သက်တဲ့ဘာချက်လက်မှရှာမတွေ့ခဲ့ဘူးဌာနမှုတွေကဆက်ပြောပါတယ်ဌာနမှုတွေကကျွန်တော်ကိုထပ်ပြီးအတင်းမမေးတာနဲ့ပဲကျွန်တော်စိတ်အေးသွားရပါတယ်ကဲဒီပုံကိုမင်းကိုခိတ္တငှားလိုက်မယ်ဒါကပါရမီပြောင်မြောက်တဲ့လူတစ်တွေအတွက်ခံစား권ပဲပုံမှန်အားဖြင့်တော့ကိုယ်တိုင်အာယုံပြုပြီးရလာတဲ့ကျင့်စဉ်ကကိုယ်နဲ့အကိုက်ညီဆုံးပဲဖြစ်လိမ့်မယ်ဌာနမှုတွေကပုံကိုကျွန်တော်လက်ထဲထည့်ပေးရင်ဒါပေမဲ့အလကားတော့မဟုတ်ဘူးနော်နောက်တစ်လနေရင်အထူးဌာနရဲ့အတွင်းပိုင်းဆွေးနွေးပွဲရှိတယ်အဲ့ဒီကြရင်အရာဝတ္ထုအမျိုးအစားစွမ်းအားကဘယ်လောက်တောင်အစွမ်းထက်လဲဆိုတာဟိုမျက်နှာကြီးရိုးကြီးတွေသိအောင်တွားပြလိုက်စမ်းဌာနမှုတွေရဲ့ပွင့်လင်းလာတဲ့ပုံစံကိုကြည့်ပြီးကျွန်တော်လည်းမရေပဲမနေနိုင်တော့ပါဘူးအဲ့ဒီနောက်သူကလက်ဟန်ပြလိုက်တော့စပင်ပန်းရောင်နဲ့ကောင်းလေးတစ်ယောက်ဝင်လာပါတယ်ကြည့်လိုက်တော့ဒါဟာပိုင်းလျှောက်လျှောက်ခတ်ဖြစ်နေတာပါနောက်ဆိုသူကမင်းရဲ့တီးတန့်ကူညီပေးရမယ်လက်ထောက်ဖြစ်လိမ့်မယ်တာဝန်ယူတာတွေလှုပ်ထုံးလုပ်နည်းတွေဆိုသူ့ကိုခိုင်းလို့ရတယ်ပြီးတော့အတူတူနေရမယ့်အမျိုးအစားတော့ဌာနမှုတွေကအတိတ်ပဲပါနဲ့ပြုံးပြီးပြောပါတယ်ဒါကိုတော့ကျွန်တော်လည်းရှက်ကိုရှက်ကန်းနဲ့ပဲရေးလိုက်ရပါတော့တယ်အဲ့ဒီညအထူးဌာနရဲ့အဆောင်ထဲမှာကျွန်တော်ကနေရံမှာချိတ်ထားတဲ့ပုံရိပ်ကိုဥညွတ်အလေးပြုလိုက်ပါတယ်မျက်နှာပေါင်း1000ရဲ့အတက်ဥကောင်း3လုံးနဲ့လက်မောင်း6ဖက်ရဲ့စွမ်းရည်တပည့်စုမြင့်ကနက်ရှင်ကိုဥကောင်းချကြောပါတယ်ချက်ချင်းဆိုသလိုရွှေရောင်လင်းတဲ့တစ်ခုကကျွန်တော်တကိုယ်လုံးကိုလွှမ်းခြုံသွားပြီးကျွန်တော်ဘေးပတ်ပတ်လည်မှာဥကောင်း3လုံးလက်မောင်း6ဖက်နဲ့မျက်နှာ10နှစ်ဖက်ရှိတဲ့နတ်ဖျားရဲ့ပုံရိပ်ရောင်တွေထွက်ပေါ်လာပါတယ်ကျွန်တော်တကယ်မမျှော်လင့်ထားတာကတုံမှုယွန်ကျွန်းရဲ့အာယုံပြုပုံရိပ်ထဲကနေထောင်ပေါင်းများစွာသောရုံးမဲ့ကျင့်စဉ် Mirror Transformation Technique ကိုလို့ခေါ်တဲ့တိုင်းကျင့်စဉ်တစ်ခုကိုတကယ်ဉာဏ်ပွင့်ပြီးရရှိခဲ့တာပါကျွန်တော်ရဲ့ကျင့်ကြံခြင်းအဆင့်ကလည်းအင်ရွယ်အဆင့် Yin Infusing Rayon ကိုချက်ချင်းဖောက်ထွက်သွားပါတယ်အခုမှပဲကျွန်တော်ဟာတကယ်တိုင်းပညာရှင်လမ်းကြောင်းပေါ်ကိုခြေချနိုင်ခဲ့တာဖြစ်ပါတယ်နောက်တစ်နေ့မှာတော့ကျွန်တော်ကပိုင်လျှောက်ကိုတာဝန်တစ်ခုရှာခိုင်းလိုက်တယ်ဘာလို့လဲဆိုတော့အခုကျွန်တော်ရဲ့စွမ်းအားကအရင်ချင်းရှင်းနဲ့တိုက်ခဲ့စဉ်ကထက်အစားပေါင်းများစွာပိုတန်မာလာလို့ပါချင်းရှင်းတောင်မြေကဘာအဆင့်တာဝန်တွေကိုထမ်းဆောင်နိုင်ရင်ကျွန်တော်မလုပ်နိုင်စရာအကြောင်းမရှိပါဘူးတကယ်တော့ကျွန်တော်မသိတာကချင်းရှင်းဟာမြေကဘာအဆင့်စုံစမ်းစစ်ဆေးရေးမှုတွေထဲမှာစွမ်းအားအနေဆုံးမို့လို့ဒါဌာနမှာနီးပြဖြစ်ရေရှည်ခြေချနေရတာဖြစ်ပါတယ်စူးမင်းတာဝန်ပေးတဲ့စနစ်ပေါ်မှာမြို့တော်တက္ကသိုလ်ကျောင်းသားများပျောက်ဆုံးမှုစုံစမ်းစစ်ဆေးခြင်းဆိုတဲ့မြေကဘာအဆင့်တာဝန်တစ်ခုရှိတယ်တို့တွေယူကြမလားမြို့တော်တက္ကသိုလ်ဆိုတဲ့စကားလုံးကိုကြားလိုက်ရုံနဲ့ကျွန်တော်ကရင်ပေါ်ကနေချက်ချင်းထားထိုင်လိုက်မိတယ်အဲ့ဒါကျွန်တော်ရဲ့မိခင်ကျောင်းပဲလေကျွန်တော်ကွန်ပျူတာစကရင်ကိုကြည့်လိုက်တော့စာတန်းကအထင်ရှားပေါ်နေပါတယ်မက်လာ3ရက်နေ့မြို့တော်တက္ကသိုလ်အဆောင်တစ်ခုမှကျောင်းသား4ယောက်ကျောင်းတွင်း၌ထူးဆန်းစွာပျောက်ဆုံးသွားခဲ့သည်ဒါကကျောင်းရဲ့တာဝန်မဲမူလားဒါမှမဟုတ်လူသားတို့ရဲ့စိတ်သက်ပြပြမှုလားကျွန်တော်တိုးတိုးလေးပြောလိုက်တယ်ဒီတာဝန်ကိုပဲယူလိုက်မယ်အဆင်ပြေရင်ကျောင်းကိုလည်းတစ်ခေါက်ပြန်လဲပတ်တာပေါ့အဲ့ဒီအချိန်မှာပဲမြို့တော်တက္ကသိုလ်ရဲ့ယောက်ျားလေးဆောင်အောက်မှာတော့မိန်းကလေးတစ်ယောက်ကရဲတွေနဲ့ထိတ်တိုက်တွေ့နေပါတယ်မမလေးကျမ်းမင်ကျောင်းသားကအခုချိန်မှာအရေးကြီးတဲ့မျက်မြင်သက်သေဖြစ်နေလို့ဘသူ့ကိုမှပေးတွေ့လို့မရသေးပါဘူးရဲဝန်ထမ်းကလေတန်အေးအေးနဲ့စိတ်ရှည်လက်ရှည်ရှင်းပြနေပါတယ်ဒါကကျမရဲ့တက်တေခံကပ်ပြပဲရှင်တို့ရဲ့အထက်လူကြီးကိုဖုံးဆက်ပြီးအစ်အမှန်ဟုတ်မဟုတ်မေးကြည့်နိုင်တယ်အခုကျမကရှင်တို့ကိုပူးပေါင်းဆောင်ရွက်ဖို့တောင်းဆိုနေတာရှင်တို့ရဲ့သဘောတူညီချက်ကိုတောင်းနေတာမဟုတ်ဘူးအဲ့ဒီမိန်းကလေးရဲ့ရိုင်းဆိုင်တဲ့အမှုအရာကိုမြင်တော့ရဲနှစ်ယောက်စလုံးမျက်နှာပြတ်သွားပြီးဒါဆိုရင်လေဒီအမျိုးသမီးကကျွန်တော်တို့အထက်လူကြီးနဲ့အရင်တွားညှိနှိုင်းလိုက်ပါဦးအထက်ကအမိတ်စာကြလာရင်ကျွန်တော်တို့တဘာဝအတိုင်းပြေးဝင်ပါမယ်
ရဲအရာရှိနှစ်ယောက်ကပြောပြီးတာနဲ့တကားဝမှာမတ်မတ်ကြီးရက်ပိတ်ထားပြီးလင်ချိုးရီကိုထပ်ပြီးစကားမပြောတော့ပါဘူးဒီစကားကိုကြားလိုက်ရတဲ့လင်ချိုးရီကတော့ချက်ချင်းဒေါသပေါက်ကွဲသွားပြီးသူမရဲ့လက်ထဲမှာဆူရှာထက်မြက်တဲ့ဓာတ်ငွေတွေချက်ချင်းစူစီးလာပါတော့တယ်ရှင်တို့ဖယ်မလားမဖယ်ဘူးလားမင်းငါတို့ကိုချင်းချောက်နေတာလားရဲနှစ်ယောက်စလုံးမျက်နှာတင်းမာသွားပြီးခါးကြားကတနတ်တွေကိုချက်ချင်းထုတ်လိုက်ကြပါတယ်ဒီလိုအရေးကြီးတဲ့တေးရေးရှင်ရဲ့အခြေအနေမှာပဲကျွန်တော်ကလင်ချိုးရီရဲ့နောက်ကျောစီကိုရုတ်တရက်ဖြတ်ခနဲ့ရောက်သွားပါတော့တယ်သူမကဗီဇအတိုင်းနောက်ပြန်ဓာတ်နဲ့ခုတ်လိုက်ပေမဲ့ကျွန်တော်ကတော့အသားလေးရှောင်လိုက်နိုင်ပါတယ်အားလုံးပဲစိတ်လျှော့ကြပါဗျာအထင်လွဲတာတွေပါကျွန်တော်ကလက်ကိုအမြန်မြောက်ပြီးပောက်ကွဲလူနီးပါးဖြစ်နေတဲ့တိုက်ပွဲကိုအမြန်ဝင်ထားလိုက်ပါတော့တယ်ဒီကားလေးကတော့အရန်ကောင်းတဲ့ကားလေးပဲဖြစ်ပါတယ်ဆက်လက်အားပေးကြပါဦးဗျာ